တင်ဟာ PK ဝါရတာကြိုက်တဲ့သူဆိုရင်ဗီဒီယိုကိုပြီးအောင်ကြည့်ဖို့အကြံပြုပါရစေ။နိုင်ရန်တစ်ခုလုံးမှာတခြားသူတွေဝါပြီးသား PK တွေကတ်ထားတာပါခင်ဗျာဒီနေရာကအမေရိကန်နိုင်ငံ Seattle မှာရှိပြီး PK နိုင်ရန်တကောင်ဝေါလို့ခေါ်ပါတယ်အဲ့ဒီအပေါ်မှာလူတွေဝါပြီးသား PK ပေါင်းတန်းနဲ့ချီပြီးအစီကတ်ထားကြတာပါအဝေးကနေလှမ်းကြည့်ရင်တော့အယောင်သွေးစုံလင်နေပေမဲ့အနာကိုတိုးပြီးနမ်းကြည့်ရင်တော့အနက်မျိုးစုံရောပြောနေတာကိုခံစားရမှာပါခင်ဗျာချင်တာချိုတာခါတာဆက်တာအကုန်ရှိပါတယ်တကယ်တော့အစပိုင်းမှာတော့ဒီနိုင်ရန်ကိုတမင်တကာဒီလိုပုံစံဖြစ်အောင်လုပ်ခဲ့တာမဟုတ်ပါဘူးလူတယောက်ကသူဝါပြီးသား PK ကိုနိုင်ရန်ပေါ်မှာလက်လွတ်စပယ်လာကတ်သွားခဲ့တာပါအဲ့ဒီနောက်ပိုင်းလာတူပါတဲ့သူတွေပိုများလာပြီးမကြခင်ပါပဲအခုလိုမျိုးခန္ဓာကြီးကျဲတဲ့ပုံစံဖြစ်သွားခဲ့တာပါခင်ဗျအလုပ်သမားတွေကအစပိုင်းမှာတော့ဒါတွေကိုတန်ရှင်းလုပ်ဖို့ကြိုးစားခဲ့ပါသေးတယ်ဒါပေမဲ့ဘလို့မှချစ်ထုတ်လို့မနိုင်တဲ့အဆုံးနောက်ဆုံးမှာတော့လက်လျှော့လိုက်ပြီးဒါကိုပဲကဘာလက်ခီးသွားနေရတစ်ခုအဖြစ်တိုက်ရိုက်ပြောင်းလဲလိုက်ပါတော့တယ်ပိုပြီးစိတ်ကူးမြင်နိုင်စရာကောင်းတာကတော့ဒီ PK တွေကိုရှာအားနဲ့လာလျက်တဲ့သူတွေတောင်ရှိနေတာပါတချို့ဆိုရင်အဲ့ဒီ PK ကိုယူပြီးဓာတ်ရိုက်ပြန်သွားကြပါတယ်ခင်ဗျာနားလေရခက်လာပေမဲ့လည်းဒီနိုင်ရန်ဟာစူးစမ်းလို့စိတ်ရှိတဲ့ကဘာလက်ခီးသွားအမြောက်များကိုဆွဲဆောင်နိုင်ခဲ့ပြီး Seattle မြို့ရဲ့ထူးခြားတဲ့အမှတ်အသားတစ်ခုဖြစ်လာခဲ့ပါတယ်ခင်ဗျာ